လုပ်ငန်းခွင်ဆိုင်အင်္ဂလိပ်စကားပြောဆရာစိုးတိဟာရေးထားတဲ့လုပ်ငန်းခွင်ဆိုင်အင်္ဂလိပ်စကားပြောစာအုပ်ပေါ့နော် page 35စာမျက်နှာ35ခါတိုင်းလိုလုပ်ခါတိုင်းလိုလုပ် do as you share ခါတိုင်းလိုလုပ် do as you share ခါတိုင်းလိုလုပ်ခါတိုင်းလိုပြော say as you share say as you share ခါတိုင်းလိုပြောကိုယ်တိုင်ဆုံးဖြတ် design yourself DSIDE design yourself design yourself ကိုယ်တိုင်ဆုံးဖြတ်ကိုယ်တိုင်ဖြည့်ရှင် solve yourself SOLVE solve yourself solve yourself ကိုယ်တိုင်ဖြည့်ရှင် solve yourself ကိုယ်တိုင်ဖြည့်ရှင်ပေးတယ် GIV ကပေးတယ် GIV ကပေးတယ် BAC ကဘတ်ပြန်၍ BAC ကဘတ်ပြန်၍ BAC ကဘတ်ပြန်၍เนาะ TAK ထိတ်ယူတယ် TAK ထိတ်ယူတယ် SEEC ကြည့်တယ် SEC ကြည့်တယ်အရင် FIR STFAT အရင် FIR STFAT အရင် THR နခေတင်ထင်စဉ်းစားတယ် THR နခေတင်ထင်စဉ်းစားတယ် LIVE live နေထိုင်တယ် LIV live နေထိုင်တယ် WRK work အလုပ်လုပ်တယ် WRK work အလုပ်လုပ်တယ်ဒါကကြတော့လုပ်ငန်းခွင်ဆိုင်အင်္ဂလိပ်စကားပြောဆရာစိုးတိဟာဖြစ်ပါတယ်စာမျက်နှာ35ဖတ်ပြပေးတာဖြစ်ပါတယ်လို့ချင်း CP မှာလာပြီးတော့မေးလို့ရပါတယ်ရှင်